IT man ပြောပြမယ်ကွန်ပျူတာကအရန်လေးနေလို့စိတ်ညစ်နေလား hardware တစ်ခုပဲလဲလိုက်ရုံနဲ့အသစ်အတိုင်းချက်ချင်းမြန်သွားနိုင်တာသိလားအဲ့ဒါ SSD solid state drive ပါအရင်သုံးနေကြ HDD တွေကဓာတ်ပြားကိုလဲပတ်ပြီး data ဖတ်ရတာမို့နှေးပါတယ် SSD ကတော့ဖုန်းထဲက memory card လိုမျိုး chip နဲ့အလုပ်လုပ်တာမို့အစပေါင်းများစွာပိုမြန်ပါတယ်ပစ္စည်းတစ်ခုရဲ့အတွင်းပိုင်းအလုပ်လုပ်ပုံ logic ကိုအမြဲစဉ်းစားတတ်တဲ့အလေ့အကျင့်ရှိရင်ညီလေးတို့ဟာအကောင်းဆုံးရွေးချယ်မှုတွေကိုလုပ်နိုင်လာမှာပါ SSD မှာလဲပတ်တဲ့အစိတ်အပိုင်းမှာပါတဲ့အတွက်ဆက်ပြုတ်ကြရင်လည်း data ပျက်စီးနိုင်ခြေနေပါတယ် Windows တက်ဖို့ HDD က2မိနစ်ကြာချိန်မှာ SSD ကတော့10စက္ကန့်ပဲကြာပါတယ်အားသာချက်ကတော့အလွယ်မြန်ပြီးခိုင်ခန့်တာဖြစ်ပြီးအားနည်းချက်ကတော့ HDD ထက်ဈေးနှုန်းအနည်းငယ်ပိုကြီးတာဖြစ်ပါတယ်နေ့စဉ်9မိနစ်စာဒီလို IT အခြေခံတွေကိုလေ့လာရင်တစ်နှစ်အတွင်းမှာညီလေးတို့စီမှာတကယ့် senior tech mindset ရလာမှာပါဥပမာတာမန်လူကဆက်လေးရင်အသစ်ဝယ်ဖို့ပဲသိချိန်မှာညီလေးကတော့ SSD လေးလဲပေးလိုက်ရုံနဲ့အဆင်ပြေအောင်လုပ်ပေးနိုင်မှာမျိုးပါနေ့စဉ်9မိနစ်စာဒီလို IT အခြေခံတွေကိုလေ့လာပြီး senior IT brother ဖြစ်ဖို့ follow လုပ်ထားပါရန်ကုန်မြို့အတွင်းမှာ IT services တွေလိုအပ်ရင်ကျွန်တော်တို့ IT man ကိုဆက်သွယ်လိုက်ပါနော်